တွေဝိုင်းကူပြီးတော့မှလှုပ်ပေးကြတယ်။ရှင်တဲ့သူတွေအတွက်ပဲဦးစားပေးပြီးတော့မှလှုပ်ပေးကြရတာမှန်ပါတယ်။အဲ့တော့တည်တဲ့သူတွေအတွက်ကိုကပရဟိတလုပ်လို့မရဘူးလား။တည်သူများအတွက်ပရဟိတဘုံဘုံတို့တွေဓမ္မမိတ်ဆွေတို့တွေပရဟိတတွေဝိုင်းကူပြီးတော့မှလှုပ်ပေးကြတယ်။ရှင်တဲ့သူတွေအတွက်ပဲဦးစားပေးပြီးတော့မှလှုပ်ပေးကြရတာမှန်ပါတယ်။အဲ့တော့တည်တဲ့သူတွေအတွက်ကိုကပရဟိတလုပ်လို့မရဘူးလား။ရပါတယ်။ဘုံဘုံနဲ့တည်တဲ့ဆရာတော်လေးတစ်ပါးကလိုင်းပေါ်တင်ထားတယ်။ရှင်မြတ်ကြီးတဲ့ညရောက်ရင်တဲ့ခွေးတွေကလည်းအမတန်ဥတာပဲတဲ့။ဘာတွေမှမသိဘူးခြောက်ချားစရာကောင်းတယ်တဲ့။တချို့ကယ်ဆယ်ရေးသမားတွေကလည်းလိုင်းပေါ်တင်ထားတယ်။ကယ်ဆယ်ရေးလုပ်တဲ့အခါမှာဒီအထဲမှာလူရှိလားလို့မေးတဲ့အခါမှာရှိပါတယ်ဟင်းချက်နေပါတယ်ဘာလို့နေပါတယ်ညာလို့နေပါတယ်အစသဖြင့်ကိုယ့်ဟာကိုယ်တေလို့တေမှမသိပဲနဲ့အသက်ဆုံးရှုံးသွားတာတွေလည်းပဲအများကြီးရှိပါတယ်အဲ့တော့ကိုယ့်အနေနဲ့ရှင်တဲ့သူတွေအတွက်တရားတပြားပေးကမ်းပြီးတော့မှလူဒန်းနိုင်ပေမဲ့တည်တဲ့သူတွေအတွက်ဘယ်လိုပရဟိတလုပ်မလဲပေါ့တည်တဲ့လူတွေအတွက်ဘယ်လိုပရဟိတလုပ်ရမလဲလို့ဆိုရင်ကိုပြုသမျှကုသိုလ်ကောင်းမှုအစူးစူးတို့ကိုသူတို့တွေတာရုခေါ်နိုင်ကြပါစေအမြဆိုပြီးတော့ပေးဝေရမှာဖြစ်ပါတယ်ဒါမှသာလျှင်အဲ့ဒီမကောင်းတဲ့ပိတ္တာဘုံဘဝကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတာရုလေးတစ်ချိန်ခေါ်လိုက်တာနဲ့ကောင်းရာသူဂတိကိုရောက်သွားနိုင်ပါတယ်အဲ့လိုတာရုလေးခေါ်လိုက်လို့ကောင်းရာသူဂတိရောက်တာတွေပြီးတော့တခြားသောပုဂ္ဂိုလ်တွေကကဲတာမျိုးတွေဇတ်တော်တွေထဲမှာရှိလားဆိုတော့ရှိပါတယ်ဘုရားလောင်းတင်ခပုံနာကြီးဘဝဖြစ်စဉ်တုန်းကပေါ့သင်္ခါပုံနာကြီးဟာပင်လယ်ထဲကိုသင်္ဘောတစ်စီးနဲ့ခရီးထွက်တဲ့အချိန်မှာပင်လယ်ထဲကိုမထွက်ခင်လမ်းမှာထီးတို့ဖနတ်တို့လူစရာရှိတာတွေလူပေးခဲ့ပါတယ်။အဲဒီလိုလူပေးပြီးတော့ခရီးထွက်တော့ကာမကောင်းအကြောင်းမလားတဲ့အခါမြစ်အလယ်ရောက်တဲ့ခါမှာသင်္ဘောကြီးကပြတ်သွားပါတယ်။သင်္ဘောကြီးပြတ်ပြီးတော့သင်္ဘောပေါ်မှာပါလာတဲ့လူတွေကလည်းပဲကပြန့်ကပြဲပေါ့အကုန်လုံးဟာဒီပြင်တစ်ချက်နဲ့ပင်လယ်ထဲမှာ9ရက်လုံးမျောပါနေကြတယ်။ဘုရားလောင်းကြီးရဲ့ကုသိုလ်ကောင်းမှုတွေရှိတာမို့လို့ပင်လယ်ဆောင်နတ်သမီးကသွားရောက်ပြီးတော့မှကဲတင်ပါတယ်။ဘုရားလောင်းကိုပဲကဲလို့ရတယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ကဲလို့မရဘူးတဲ့။အဲ့တော့ဘုရားလောင်းကပြောတာပေါ့နတ်သမီးတဲ့။ဟိုမှာကျွန်တော်ရဲ့တငယ်ချင်းတွေကိုလည်းကဲပါလို့ပြောတော့သူတို့ကကဲလို့မရဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့သူတို့မှာကုသိုလ်ကောင်းမှုလုပ်ထားတာဘာတစ်ခုမှမရှိဘူးတဲ့။အဲ့တော့ဒါဆိုရင်တဲ့သူတို့ကိုအခုပင်လယ်ထဲမှာကုသိုလ်ပေးခြင်းတယ်ဘယ်လိုပေးရမလဲလို့ဆိုတော့ပေးလို့တော့ရပါတယ်တဲ့သင်ဒီကိုမလာခင်မှာထီးတို့ဖနတ်တို့လှူပေးခဲ့တယ်မလားတဲ့လှူပေးခဲ့ပါတယ်တဲ့ဒါဆိုရင်အဲ့ဒီကုသိုလ်ဝေစုကိုအဲ့ဒီပုံကိုယ်လေးကိုပေးလိုက်ပါဒါဆိုရင်ငါကယ်လို့ရပြီဆိုတော့ကဲငါပြုသမျှကုသိုလ်ကောင်းမှုအစူးစူးတို့ကိုမင်းတို့တာဓုခေါ်ကြဆိုတော့ဘိုလ်လူတွေကလည်းတာဓုလို့ခေါ်လိုက်တဲ့အချိန်မှာနတ်သမီးကကဲတင်လို့ရတော့ပါတယ်ဒါဟာသိမ့်မှန်ပါတယ်ကို့မှာကောင်းမှုကုသိုလ်တစ်ခုခုမှမရှိထားဘူးဆိုရင်ကယ်လို့မရဘူးဖះလည်းကယ်လို့မရဘူးဖြစ်ပါတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တော်တွေကိုအေဟိဘိက္ခုလို့ခေါ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်တွေဟာလူအသွင်ပြင်ကနေပြီးတော့သင်္ကန်းပရိက္ခယအစုံအလင်နဲ့ယဟန်ဖြစ်သွားပါတယ်ဘုန်းကြီးဖြစ်သွားပါတယ်လူတိုင်းကိုလှုပ်လို့ရလားဆိုတော့လူတိုင်းကိုလှုပ်လို့မရပါဘူးသူ့ရဲ့ပါရမီဓာတ်ခံကုသိုလ်ကောင်းမှုအရှိန်တတ္တိတွေပါခဲ့မှသာလျှင်မြတ်စွာဘုရားကအေဟိဘိက္ခုလို့ခေါ်လို့ရတာဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားကလည်းလူတိုင်းကိုမကယ်တင်နိုင်သလိုနတ်သားနတ်သမီးတွေကလည်းပဲကယ်တင်လို့မရဘူးအဲ့တော့ဒီပုဂ္ဂိုလ်တွေကိုပရာဟိတအနေနဲ့မကြုံမလို့တဲ့ပုဂ္ဂိုလ်တွေကိုအများအကျိုးဆောင်ရွက်တာပေါ့လေဘယ်လိုဆောင်ရွက်ရမလဲဆိုရင်ကိုပြုနိုင်သလောက်ကုသိုလ်ကောင်းမှုတွေပြုပါပရိပဋ္ဌာန်းတွေရွတ်ပါနောက်ပြီးတော့အာသနာတိကတုတ်တွေစသဖြင့်ကိုရွတ်ဖတ်နိုင်တဲ့ဂုဏ်တော်တွေလည်းရွတ်ဖတ်ပွားများပါအကုန်လုံးရွတ်ဖတ်ပြီးတော့ပြုသမျှကုသိုလ်လေးတွေအများရကြပါစေဆိုရင်ဒါဟာပေတဲ့ပုဂ္ဂိုလ်တွေအတွက်ပရဟိတလုပ်နေခြင်းဖြစ်ပါလေဒါကြောင့်မို့အားလုံးသောဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတွေလည်းပဲကုသိုလ်ကောင်းမှုတွေများများပြုပါကိုလည်းပဲတာရုခေါ်နိုင်အောင်ကြိုးစားပါအများသောပုဂ္ဂိုလ်တွေကုသိုလ်ကောင်းမှုတွေပြုကြတယ်ကိုအနေနဲ့လည်းပဲဘာကုသိုလ်ကောင်းမှုတွေပဲလုပ်ကြပေါ့လေတာရုခေါ်တယ်ဆိုတဲ့နေရာမှာစိတ်ပါလက်ပါနဲ့တာရုခေါ်နိုင်အောင်ကြိုးစားဒါမှသာလျှင်ကိုမတော်တဆ
တည်ဆုံးသွားခဲ့သည်ရှိတော့တာရုခေါ်နိုင်တဲ့ဘုံဘဝကိုရောက်မှဖြစ်ပါတယ်အခုမကြုံမလွတ်ဖဲနဲ့ရှိနေကြတဲ့ပုံကိုယ်တွေကိုဘယ်လိုအမြတမ်းပေးဝေရမလဲလို့ဆိုရင်ပြုသမျှကုသိုလ်ကောင်းမှုတွေကိုအမြလို့ပေးလိုက်တဲ့နဲ့သူတို့တွေတာရုတစ်ချိန်ခေါ်လိုက်တဲ့နဲ့တပြိုင်နက်သူတို့တွေမကောင်းတဲ့ဘုံဘဝကနေကျွတ်လွတ်ပြီးတော့ကောင်းတဲ့ဘုံဘဝကိုရောက်ရှိနိုင်ကြပါဖြစ်ပါတယ်အားလုံးပဲသိတဲ့ပုံကိုယ်တွေအတွက်လည်းပဲပရာဟိတကုသိုလ်အနေနဲ့အမြတမ်းနေပေးဝေပေးပါအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာလောဘကတောကကိုမွေးဖွားပေးတယ်လောဘဆိုတာလူကျင်တာတောကဆိုတာကတော့စိုးရိမ်တာပေါ့တချို့ပုဂ္ဂိုလ်တွေကပြောတယ်လောဘမရှိလို့မဖြစ်ဘူးတဲ့လောဘရှိလို့ငါတို့တွေကြီးပွားနေတာတိုးတက်နေတာအောင်မြင်နေတာတော့ဒီလိုပြောကြတယ်အမှန်မှာတော့မဟုတ်ပါဘူးလောဘရှိလို့မဟုတ်ပါဘူးပညာနဲ့ဝိရိယရှိလို့ကြီးပွားတိုးတက်အောင်မြင်ကြတာဖြစ်ပါတယ်ပညာကနေပြီးတော့မှဒီလုပ်ငန်းကိုဘယ်လိုချက်ထွင်ရရင်ကောင်းမလဲဘယ်လိုလှုပ်ဆောင်ရရင်ကောင်းမလဲဆိုတဲ့ပညာနဲ့စင်ကြယ်သုံးသပ်ပြီးတော့မှဝိရိယနဲ့စ조사အားထုတ်လိုက်တဲ့အခါမှာကြီးပွားတိုးတက်အောင်မြင်လာကြတာဖြစ်ပါတယ်လောဘနဲ့ကြီးပွားတိုးတက်အောင်မြင်တာဆိုလို့တကိုးတွေဓမြတွေခပိုင်းလိုက်တွေပဲရှိပါတယ်ပြောချင်တာကတော့လောဘကနေပြီးတော့တောကကိုမွေးဖွားတယ်ဘုံဘုံတို့တွေဓမ္မမိတ်ဆွေတို့တွေမရသေးတဲ့အရာတွေကိုလိုချင်တယ်လိုချင်လာတော့ရအောင်စ조사တယ်ရလာတဲ့အခါမှာစုပ်ကင်ထားတယ်ကိုပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာစိုးရင်တောကတွေဖြစ်နေကြရတယ်စိတ်ဆင်းရဲနေကြရတယ်ပေါ့ဘုံဘုံတို့စာသင်တိုင်းမှာနေတော့ကမြို့ထဲကတကာတွေကဘုံဘုံတို့ကျောင်းကိုလာပင့်နေဘာလာပင့်လာလဲဆိုတော့မြို့ထဲမှာမိလောင်နေလို့တဲ့မိငိမ့်ပြီးကိုလာပင့်တော့အားလုံးကလိုက်သွားကြပါတယ်ဘိုးရောက်တော့အိမ်တေးဟာမိအမတန်ကိုလောင်းနေပါတယ်မိသားစုတွေကတော့ဘေးကင်းရမှာရွှေ့ပြီးတော့နေကြပါတယ်အဲ့ဒီမိသားစုတွေကအမျိုးသမီးတစ်ယောက်ဟာမိလောင်နေတဲ့အိမ်ထဲကိုအတင်းပြေးဝင်သွားပါတယ်အားလုံးကလည်းဝိုင်းတားကြတယ်မိတွေလောင်နေတယ်ဘာသွားလို့မှလဲဆိုတော့ကျမရဲ့လက်ဝတ်လက်စားတုပ်လေးကြံခဲ့လို့အဲ့ဒါသွားပြန်ယူမယ်တဲ့ခဏလေးပါဆိုပြီးအိမ်ပေါ်တက်ပြေးသွားတော့မိလောင်ပြီးတော့အဲ့ဒီမှာမိဘုံထဲမှာပဲမထွက်တော့ပဲနဲ့အသက်ပါဆုံးရှုံးသွားရပါတယ်ဒါကဘာလဲလို့ဆိုရင်စိုးရင်တောကပေါ့ကိုပစ္စည်းဥစ္စာတွေမိတဲ့ကိုပါသွားမှာဆိုတဲ့စိုးရင်တောကကြောက်စိတ်ကလေးနဲ့ဝင်သွားလိုက်တာအသက်ပါပြစ်ဆက်လိုက်ရပါတယ်အခုကြားနေရတဲ့သတင်းအရဟုတ်လားမဟုတ်လားတော့မသိဘူးပေါ့ချွေဆိုင်တစ်ဆိုင်ဟာငလေလောက်တဲ့အချိန်ဓမြတွေကပွဲလန်တုံဖြတ်ခင်းမှာဆိုလို့ဆိုပြီးဆိုင်ကတကားကိုပိတ်ချလိုက်တဲ့အခါမှာအားလုံးကအဲ့ဒီဆိုင်ထဲမှာပဲတည်ကြည်ပျက်စီးကြရတယ်လို့ဒီသတင်းလေးတွေလည်းပဲဘုံဘုံတို့ကြားပါတယ်ကဲထားပါတော့လေလောဘကြောင့်မို့တောကဖြစ်ကြရတယ်လောဘဆိုတာလိုချင်တာတောကဆိုတာကစိုးရိမ်တာဆိုကြပါစို့ဒီလူတစ်ယောက်နဲ့တစ်ယောက်မသိခင်ကသိကျင်လာတယ်သိလာတဲ့အခါမှာခင်မင်လာတယ်ခင်မင်လာတော့ချစ်ကျွမ်းဝင်လာတယ်ချစ်ကျွမ်းဝင်လာပြီးတော့တယောက်နဲ့တယောက်လက်တွဲလိုက်ကြတယ်သူနဲ့မသိခင်တုန်းကတော့ဒီလူနဲ့ပတ်သက်ပြီးတော့သူ့ပေါ်မှာဘာမှစိုးရိမ်တော့ကမရှိပေမဲ့လို့သူနဲ့လက်တွဲလိုက်တဲ့အချိန်မှာသူ့အတွက်စိုးရိမ်တော့ကတယ်ဖြစ်လာရပါပြီလင်ကြီးဓာကြီးမယားကြီးဓာကြီးဆိုတာမျိုးတွေပေါ့ဒါရင်လားဆိုတော့မဟုတ်သေးပါဘူးသူနဲ့ပတ်သက်ပြီးတော့ဆက်နွယ်လာတဲ့သားတွေသမီးတွေအပေါ်မှာလည်းပဲစိုးရိမ်တော့ကတွေကဖြစ်လာရပါတယ်ဒါဟာလောဘကနေတောကကိုမွေးဖွားပေးလိုက်တာဖြစ်ပါတယ်တိုက်ခန်းတခန်းဝယ်ထားတယ်ဆိုကြပါစို့အဲ့ဒီတိုက်ခန်းတခန်းဟာဘယ်နေရာမှာပဲရောက်အခုလိုငနေလောက်တဲ့အချိန်မှာဘယ်နေရာမှာပဲနေဒီအတွက်စိုးရိမ်တော့ကတွေရောက်နေရတယ်ကားတစ်စီးဝယ်ထားလိုက်တယ်ဒီအတွက်လည်းပဲစိုးရိမ်တော့ကတွေရောက်နေရတယ်တကယ်လို့များအဲ့ဒီတိုက်ခန်းတွေအဲ့ဒီကားတွေကိုရတဲ့ဈေးလေးနဲ့ရောင်းထားခဲ့ပြီဆိုရင်ကို့မှာလည်းအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်ပေါ့ပါစိတ်ချမ်းချမ်းသာသာနဲ့အဲ့ဒီအတွက်စိုးရိမ်တော့ကမဖြစ်ဘဲနဲ့နေလို့ရတာပေါ့ဒါကြောင့်မို့လောဘကတောကကိုမွေးဖွားတယ်ဆိုတာဒါဟာအမှန်တရားပါပဲလူတဦးနဲ့တဦးဆက်နွယ်မှုမရှိဘူးဆိုရင်သူ့အတွက်လည်းပူစရာမရှိဘူးကိုယ့်အတွက်လည်းပူစရာမရှိဘူးပစ္စည်းဥစ္စာတွေအပေါ်မှာကိုကစုပ်ကိုင်မထားဘူးကိုယ်ပိုင်ဆိုင်မှုမဟုတ်ဘူးဆိုရင်တော့အဲ့ဒီပစ္စည်းဥစ္စာတွေအပေါ်မှာလည်းပဲကိုကစိုးရင်တော့ကလုံးဝမဖြစ်တဲ့အတွက်စိတ်ချမ်းသာမှုရနေပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားတွေကတာဏိတိကောတဲ့နော်အခုကျင့်လိုက်ရင်အခုလက်တွေ့အကျိုးရတယ်ဆိုတာဒါသိကိုမှန်ကန်တဲ့တရားတွေပဲဖြစ်ပါတယ်။ဒါကြောင့်စိတ်ချမ်းသာခြင်းနဲ့စိတ်လွတ်လွတ်လပ်လပ်ပေါ့ပါနေခြင်းနဲ့ဆိုရင်တော့မိကိုရှော့ရမှာဖြစ်ပါတယ်။ဘာမိတွေလဲလောဘမိဖြစ်ပါတယ်။ငါဥစ္စာဆိုတဲ့စိတ်နဲ့ဒီပစ္စည်းဥစ္စာတွေကိုစုပ်ကင်ထားတယ်။စုပ်ကင်ထားတဲ့ဒီပစ္စည်းဥစ္စာတွေတခုခုဖြစ်သွားမှကိုစိုးရိမ်နေတယ်။စိတ်ဆင်းရဲနေရတာပေါ့
ဒါကြောင့်မို့မီးကိုလျှော့ပါဆိုတာကကိုတတ်နိုင်သလောက်ကိုပေးနိုင်သလောက်ကိုကျွေးနိုင်သလောက်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပုံကိုယ်တွေကိုပေးပါကျွေးပါလူပါတတ်ပါလောဘရဲ့ဆန့်ကျင်ဘက်ကအာလောဘမလိုချင်မှုဖြစ်ပါတယ်လူမှုတတ်မှုများများလုပ်ပေးပါနောက်ဒေါသဆိုတာခက်တန်ကြမ်းတမ်းတဲ့ဒေါသရဲ့ဆန့်ကျင်ဘက်ကအာဒေါသအဲ့တော့အာဒေါသဆိုတဲ့နေရာမှာမေတ္တာတရားပေါ့အဲ့တော့ဒေါသဖြစ်တယ်ဆိုရင်အားလုံးကလည်းစိတ်မချမ်းသာရတယ်လို့ကိုယ်လည်းပဲစိတ်ဆင်းရဲရတာဖြစ်ပါတယ်။ဒါကြောင့်မို့မေတ္တာတရားများများပွားနိုင်အောင်ကြိုးစားပါ။မောဟဆိုတဲ့တွေးဝေမိန်မောမှုအကုန်လုံးကတွေးဝေနေတာပဲ။အဲ့တော့ကိုကတွေးဝေမိန်မောမှုဖြစ်ဖဲနဲ့အခုလိုခစ်ဆိုးစနစ်ဆိုးကြီးတဲ့မှာတတိနဲ့နေရာမှာဖြစ်ပါတယ်။အော်အချိန်မရွေးငါဟာပေတတ်တဲ့ကုသိုလ်ကောင်းမှုတွေကိုများစွာလုံးဝဖြစ်မယ်ဆိုတဲ့တတိတရားပညာတရားနဲ့နေမှစူးစမ်းအားထုတ်မှရမှာဖြစ်ပါတယ်။ဒါကြောင့်မို့အပူတွေကိုတက်တာခြင်းနဲ့ဆိုရင်အပူတွေရော့ခြင်းနဲ့ဆိုရင်လွတ်လွတ်လပ်လပ်နေခြင်းနဲ့ဆိုရင်စိတ်ချမ်းချမ်းသာသာနဲ့နေခြင်းနဲ့ဆိုရင်ဘာလျှော့ရမလဲမီးကိုလျှော့ဘာမီးလဲလောဘမီးကိုလျှော့မှစိုးရင်တော့ကခြင်းတွေမလာမှာဖြစ်ပါတယ်အားလုံးပဲအပူမီးတွေကိုလျှော့နိုင်ပြီးတော့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေဗျာ